ဦးကျော်ဟိန်ပြောခဲ့ဘူးတဲ့စကားတစ်ခွန်းရှိတယ်လူသားအသေးနှလုံးနဲ့ကျွန်တော်လူသားအားလုံးကိုလေးစားပါတယ်လူသားအသေးနှလုံးနဲ့ကျွန်တော်လူသားအတိုင်းကိုလေးစားတဲ့အဟုတ်လူသားအားလုံးရေးထားတဲ့ကြုံလူတွေကိုအိမ်မက်ကိုစိတ်ကြိုက်တာလို့အတူတူလက်ဆွဲပြီးနှုတ်ဆက်မဲ့ရှိတ်လိုက်ပါအောင်လူအချင်းချင်းခွဲခြားစရာမရှိပုံသဏ္ဍာန်နဲ့ရောင်နဲ့အဆင့်ခွဲပြတာကြီးအသွင်မတူတဲ့နှိမ်ချစရာမရှိကပ္ပမြေမှာမလိုအပ်ဘူးအနှိမ့်ထဘွားကြီးလူတွေဆိုတာကအမှန်တကယ်တော့ထူးခြားတဲ့သတ္တဝါအုံနောက်ကဆူရှာတဲ့အမှတ်တညာ Socrates Confucius သတ္တနာစိတ်ကူးနဲ့အတွေးခေါ်တွေကကွန်မြူတွေရမရလူဆိုတာကန်တရားရဲ့အကြီးအကဲလူတွေကိုတူနိုင်ကြမရှိခဲ့လူသားတွေတာမောက်ရှင်းထောက်ရဲ့အသွေးတွေမတူညီလဲမခုံတစ်ဖက်ကြောင့်ခေါင်းပေါက်တဲ့လူဆိုတာလူပါပဲမြေပါမမဲပါနဲ့မကင်းကြီးမြေပါမပြပါနဲ့မချစ်ချင်မြေပါမလုံးပါနဲ့လူသားအသေးနှလုံးနဲ့ကျွန်တော်မပြောကြီးမြေပါမမဲပါနဲ့မကင်းကြီးမြေပါမပြပါနဲ့မချစ်ချင်မြေပါမလုံးပါနဲ့လူသားအသေးနှလုံးနဲ့ကျွန်တော်အရေးတကြီးသိဖို့ကကိုရင်ထဲမှာကျင်နာစိတ်ရှိဖို့တင်ကြတာရရနတ်ထီမို့မကောင်းတဲ့တွေတွေကမိစ္ဆာဒိဋ္ဌိလို့ဗုဒ္ဓပြဟောကြားတဲ့အိဋ္ဌာမျက်မရှိလို့သမိုင်းကြောင်းကိုချီစေပီယံဆွေကြီးမနုဿဗေဒရာဇဝင်တဲ့အေလီယံမရှိစင်ကပြောင်းလဲမှုဖြစ်စဉ်ရဲ့နောက်ဆက်တွဲအကျိုးဆက်အာဂါသရဲ့အပြင်ကိုထွက်မဲ့မျိုးဆက်တွေထိအတိညာအတွက်မလိုတာ